CDM ဝန်ထမ်းတော်အများသိချင်နေကြတဲ့ Blacklist မှာဖြေလျှော့ပေးခြင်းဆိုတဲ့အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးသိထားမယ့်ချက်လေးတွေကိုကျွန်တော်အနေနဲ့ရှင်းပြပေးခြင်းပါတယ်ပထမဆုံးရှင်းလင်းသိထားမှာဒါဟာအလုပ်ပြောင်းမှုအစိုးရခေါင်းနေရမဟုတ်ပါအကြောင်းမျိုးကြောင့်တောင်ဝမ်းနေကင်းကွာသွားတဲ့ဝန်ထမ်းတွေကိုအမိမဲစင်းကနေပယ်ပြတ်ပေးနိုင်မှုအတွက်ခွင့်ရေးပေးတာဖြစ်ပါတယ်အလုပ်ပြောင်းရမှာမဟုတ်ဘဲနဲ့မိမိတို့ရဲ့နာမည်ကို Blacklist ထဲကနေလွှတ်အောင်လုပ်ခွင့်ပေးတာဖြစ်ပါတယ်ဘာကြောင့်တောင်လုပ်တင်တာလဲဆိုတော့တချို့ CDM ဝန်ထမ်းတွေလေစိမ့်မှာနိုင်ငံခြားထွက်ဖို့ပြင်ဆင်နေကြပြီမဲ့ထွက်ခွင့်မရဘဲနဲ့ပြန်လှည့်လာမျိုးကြားဦးကြမှာပါဒါတကယ်တော့ Blacklist ထဲမှာပါနေလို့ဖြစ်ပါတယ်အဲ့ Blacklist ကနေပယ်ဖျက်လိုက်ပြီဆိုရင်မိတို့အနေနဲ့တရားဝင် passport လုပ်လို့ရမယ်ပြီးရင်နောက်ခုကနိုင်ငံခြားကိုလေစိတ်ကနေလွတ်လပ်တရားဝင်ထွက်ခွင့်ရရှိမှာဖြစ်ပါတယ်ဒီဖြေလျှော့မှုပါခြင်းနဲ့ဆိုရင်တော့မိမိတို့ရင်တောင်ထမ်းဆောင်နေတဲ့ဌာနဆိုင်ရာရုံးတွေဤဆက်မြို့နယ်ခရိုင်တိုင်းအုပ်ချုပ်ရေးအဖွဲ့အစည်းတွေပေါ့နော်ပြီးရင်တော့ကိုယ်ပြပမှာဆိုရင်ဤဆက်မြန်မာတိုင်းရုံးတွေစီမှာလူကိုယ်တိုင်သတင်းပို့ဆက်သွယ်ရမှာဖြစ်ပါတယ်ရာဇဝတ်မှုကျူးလွန်ထားတာမရှိဘူးပြည်ထောင်ကြီးမှလောက်တာမရှိဘူးဆိုရင်တော့ညီမဲစင်းကနေပြီးဖြေလျှော့ပေးမှာဖြစ်ပါတယ်ဒါကြောင့်ဒီထုတ်ပြန်ချက်အလုပ်ပြောင်းမှုတိုက်တွန်းတာမဟုတ်ဘဲနဲ့မိမိတို့ရဲ့လူမှုစီးပွားနဲ့သွားလာရေးကိုလွတ်လပ်ခွင့်အတွက်လမ်းဖွင့်ပေးထားလို့ပဲမြင်စေချင်ပါတယ်ဒီဗီဒီယိုလေးကဝန်ထမ်းတွေအတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲဆင်ပြေကြပါစေခင်ဗျာ